အနည်းနှစ်ခါစီရောအမြင်ရေချိုးကြရမှာလားအခုကနေရာဒီဆိုတော့ပို့ပြီးတာအောင်မှရေချိုးစိတ်ကြအောင်ပဲဒီခဏခဏချိုးတာတော့ဟုတ်ပါပြီဒါပေမဲ့ရေချိုးဆက်ပြာရောကိုသုံးခဲ့တဲ့ရေချိုးဆက်ပြာကိုယ့်ရဲ့အသားရည်နဲ့တကယ်ရောကိုက်ညီမှုရှိရလားရေချိုးပြီးတိုင်းမှာအသားတွေအရန်ခြောက်သွားတာမျိုးဒါမှမဟုတ်အဆီတွေပြန်ပြီးကြံခဲ့တာမျိုးကြုံမှုကြလားဒီနေ့မှာတော့ The Mist နဲ့အတူရေချိုးဆက်ပြာနဲ့ cleanser တွေရေးကြမယ်ဘာကွာလဲတော်တော်ပြောရရင်ရေချိုးဆက်ပြာကမြစ်ကြီးပြောင်ကိုအဓိကထားပြီးတော့cleanser ကအားအရေးကျန်းမာစွာပြဖို့နဲ့တိုက်စင်ဖို့ကိုညှက်တောင်လုပ်ဆောင်ပေးတာပါ cleanser တွေအများကြီးရှိတဲ့နေရာမှာအသားခြောက်တဲ့သူတွေအတွက်ဆိုလို့ရှိရင် free body washes shower cream ဒါမှမဟုတ် oil based cleanser မျိုးကိုပို့ပြီးတော့မှရွေးချယ်တင်ပါတယ်ပါဝင်ရမယ် key ingredients တွေကတော့ glycerin shea butter hyaluronic acid နဲ့ almond oil ဒီလို oil တို့လိုမျိုးတဘာဝအဆီဓာတ်တွေပါဝင်နေတာပို့ပြီးတော့မှရွေးချယ်တင်ပါတယ်ဒါမှရေချိုးပြီးတဲ့အခါတိုင်းမှာအသားဖက်မနေတော့ဘဲနဲ့စုပြနေမှာပါအဆီပြန်တဲ့ရင်တော့ gel base ဒါမှမဟုတ် clarifying formula တွေကိုရွေးပါအဓိကအားဖြင့် watch out အတွက်ဆိုလို့ရှိရင်တော့ salicylic acid charcoal tea tree oil ဒါမှမဟုတ် benzoyl peroxide 5% concentration လောက်ပါတာကအဆီပြန်တာကိုတက်တာစေပြီးတော့မှအသားအရည်ကိုတန့်စင်ပေးပါတယ်အသားအရည်နုငယ်တဲ့သူဆိုလို့ရှိရင်တော့ label မှာ fragrance free hypoallergenic နဲ့ဒါမှမဟုတ် soft free ဆိုတာမျိုးတွေကိုရှားရပါမယ်။သားရည်ရရင်တော့တက်တာစေမယ် chloride oatmeal aloe vera နဲ့ chamomile လိုမျိုး ingredients တွေကအသစ်တော်ဆုံးပါပုံမှန်သားရည်ဆိုရင်တော့ balance formulas တွေကိုသုံးလို့ရပါတယ်။ဒါပေမဲ့ရာသီဥတုကိုလိုက်ပြီးတော့ပြောင်းသုံးပေးသင့်တယ်နော်။ဥပမာဆောင်းရာသီမှာဆိုလို့ရှိရင်အဆိုဓာတ်ပိုပေးတဲ့ richest formulas ကိုသုံးပြီးတော့ရွေးရာသီမှာဆိုရင်တော့အသားကိုအင်းညစေနဲ့ lighter cooling formulas မျိုးကိုပြောင်းပြီးတော့သုံးမိတာကပိုကောင်းပါတယ်။ရေချိုးဆက်ပြာဆိုရင်အမြုပ်ထွက်ပြီးရောလို့တွေးနေတော့လား။မရအောင်နော်။ကိုယ့်ရဲ့ခုခန္ဓာအသားရည်ရလည်းအရေးကြီးတယ်။ရေချိုးဆက်ပြာကိုလည်းတင်ဆိုင်ရွေးသလိုမျိုးပဲနော်။ဒီရော course ကတိုက်ပေါ်မူတည်ပြီးတော့ဘယ်လိုရွေးရမလဲဆိုတာသိသွားပြီမလား။ရွေးတော့ရင်လည်းဘာမှစိတ်မပူနဲ့နော်။ course ကတိုက်ပို့ကြည့်တဲ့ head to toe cleanser လေးရှိရယ်နော်။